မင်္ဂလာပါဒီနေ့ကတော့ကိုရီးယားနိုင်ငံတော်ကနေပြီးတော့ခွေးစိတ်ကုသပြီးပြန်လာတဲ့ပေါ့နော်ဒီညီမလေးတက်နေစံနဲ့တူတူသိဆောင်မှချင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါကဲမင်္ဂလာပါဟောနာမည်လေးပေါ့နော်ချက်မိတ်စသေးပါရှင်အမနာမည်ကတော့တင်းနှင်းဖြစ်ပါတယ်အမသမီးလေးနာမည်ကတော့တနှင်းစီစာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကလေးကတော့ပေါ့နော်အခုကတော့ခုလောဆရာတော့ဒီခွေးစိတ်ကုသမှုလေးပြီးသွားပြီဒါပေမဲ့ကျမတို့သိချင်တာပေါ့နော်အရင်တော့ဒီကလေးလေးကဘယ်အသက်အရွယ်နေပြီးတော့ပေါ့နော်ဘယ်လိုမျိုးယောဂစဖြစ်ခဲ့လဲရှင်သူကတော့ယောဂရလို့မဟုတ်ဘူးမွေးရပါကိုလက်အင်္ဂါချွေရင်းတာပေါ့လက်တွေပူးတယ်ခြေထောက်တွေပူးတယ်အာခေါင်ဝျောင်းဖြစ်တယ်ပြီးတော့ဗလဲမျက်နှာစောင်းတယ်ပေါ့မျက်နှာစောင်းနေတယ်ပေါ့မျက်လုံးတစ်ဖက်ပိတ်တယ်ပေါ့မျက်လုံးတစ်ဖက်ကတော့မွေးတော့ကတော့တဝက်လောက်ပွင့်တယ်တစ်နှစ်နဲ့8လမှာလုံးဝပိတ်သွားတယ်ဆိုတော့ဒီကလေးပေါ့နော်ဒီလိုမျိုးအခြေအနေတွေရှိခဲ့ရတယ်ပေါ့နော်ဘယ်လိုပဲဖြစ်အခုတော့ပြန်ကောင်းသွားပြီဆိုပဲပေါ့နော်ဆိုတော့အဲ့ဒီအချိန်တော့ဆိုရင်ဒီမှာ MPM ဆိုတဲ့ face နဲ့ဘယ်လိုလုပ်ပြီးတော့ပေါ့နော်အချိတ်ဆက်တွေရသွားလဲဆိုတော့ချက်လို့သိချင်တယ်ရှင်အတရန်နဲ့အချိတ်ဆက်ရတာကအမတို့ကဒီပသိမ်မုံရကားလမ်းဘေးမှာခောက်ဆွဲမွေးငါတို့ကွန်ရတို့ရောင်းတယ်အဲ့အချိန်မှာပသိမ်ကနေပြီးခီးသွားတွေဖြစ်တဲ့ဆရာမုံဝင်းတို့ခရီးယန်လူများနှစ်ယောက်ပေါ့နော်ခရီးယန်လူမျိုးတွေကမုံဝင်စားရင်းနဲ့သူတို့ကလာတဲ့အချိန်6ခေါက်လောက်ကြာမှကလေးကိုသတိထားမိတယ်ပေါ့မုံဝင်စားတော့ခဏပဲအဲ့လိုမျိုးသတိထားမိတဲ့အချိန်မှာကလေးလေးကညာလဲကောင်းတဲ့သားနဲ့ကလေးလေးကိုခွက်ပြပါလားကျမတို့မှခွက်ပြနိုင်တဲ့အနေထားမရှိဘူးဆရာဆိုတော့သူကသူ့မိတ်ဆွေဖြစ်တဲ့မြောင်းမြဆရာမလာရှိနဲ့ချိတ်ဆက်ပြီးတော့မှကိုရီးယားနိုင်ငံကမစ်ဇစ်ကင်ကအမီယန်ရုံးနဲ့အဆက်အသွယ်ရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ပေါ့နော်ဒီကလေးလေးကအခုလိုမျိုးအချိတ်ဆက်လည်းရသွားပြီပဲထားတယ်ပေါ့နော်ဆိုတော့ရသွားခဲ့ပြီဆိုတော့ဒီခွဲနိုင်ငံသွားပြီးခွဲစိတ်ရခါဘယ်လိုမျိုးအခြေအနေရှိခဲ့လဲချင်းအမှန်ပြောရရင်တော့ဘယ်လိုပြောမလဲဆိုတော့ကလေးကိုတော့စိုးရိမ်မှုတွေအများကြီးရှိတယ်ပေါ့နော်တနေ့တည်းကိုခွဲလိုက်တာကလက်ကောနာရောအာခေါင်ရောပေါင်နှစ်ဖက်ဂျားနှစ်ဖက်ကလည်းအသားတွေယူတယ်မနေ့8နာရီကခေါ်သွားတယ်ညနေ9နာရီမှခွက်စိတ်မှုပြီးတယ်ပေါ့နော်ကိုဖင်ထိုင်နိုင်ဘူးအရန်စိတ်ပူရတယ်ပေါ့ကလေးအဲ့လိုခေါ်ရတဲ့အချိန်မှာခွက်စိတ်ခန့်ထွက်လာတဲ့အချိန်မှာ2နာရီအစာဖြတ်ထားတယ်ပေါ့နော်အစာမကျွေးဘူးအဲ့လိုဖြတ်ထားပြီးတဲ့အချိန်မှာကလေးကအဲ့လိုမျိုးအစာဖြတ်ပြီးအစာပြန်စားတဲ့အချိန်မှာကောင်းမွန်တွေ့ရတယ်ပေါ့ကိုအလွန်အမင်းဝမ်းသာတယ်ပေါ့ဟုတ်ကဲ့ဆိုတော့ပေါ့နော်အဓိကခုလောဆရာတော့ဒီကလေးနဲ့ပတ်သက်ပြီးဘယ်စိတ်ပိုင်းကအဓိကခွဲစိတ်ခဲ့လဲရှင်ဘယ်စိတ်ပိုင်းကိုအဓိကခွဲစိတ်ခဲ့လဲဆိုတော့ခေါင်းမဥကောင်းကနှစ်ကြောပြန်လောက်ရတယ်ဟာပေါ့နော်ဥကောင်းကတော့အဓိကခေါင်းကိုနှစ်ကြောပြန်ခွဲရတယ်ခေါင်းပထမတစ်ချိန်ခွဲပြီးတော့အပြင်မှာတစ်လနေရတယ်ကိုရီးယားနိုင်ငံတော်မှာပဲတစ်လနေရတယ်နေပြီးတော့နောက်တစ်လကြာတော့တစ်ခါပြန်ပြီးတော့ထပ်ပြီးတော့ဒီခေါင်းထဲမှာထည့်ထားတဲ့ဟာတွေကိုတစ်ချိန်ပြန်ပြီးခွဲထုတ်ပါတယ်ပေါ့ဆိုတော့ဒီကလေးရဲ့ခုလက်ရှိခွဲစိတ်မှုပြီးသွားတာမပြီးသေးရလားရှင်ကလေးရဲ့ခွဲစိတ်မှုကမပြီးသေးဘူးလက်တွေကတကယ်လို့အစားထိုးလို့ရတဲ့တ िश ူးရှင်သူတို့ပြန်ပြီးအစ်စ်တွေအစားထိုးပေးမယ်ကလေးကမွေးရပါမှာအစ်စ်ပါမလားလက်တွေအစ်စ်ပါမလားအစ်စ်တွေအစားထိုးရမယ်ပြီးတော့6ထောက်ခွဲဖို့ရှိသေးတယ်မျက်လုံးပြန်ပြီးအစားထိုးဖို့ရှိသေးတယ်ဟုတ်ကဲ့ရှင်ဆိုတော့ပေါ့နော်ကျမတို့ကမိခွန်းတော့အများကြီးမိခဲ့တော့တာပေါ့နော်ဒါပေမဲ့နည်းနည်းထပ်မေးချင်သေးတယ်အဲ့တော့အခုလောဆရာပေါ့နော်ကလေးခွဲစိတ်မှုပြီးသွားပြီသူကနေသူပေါ့နော်အခြေအနေခွပြီးသွားပြီဆိုတော့ကလေးလက်ရှိအခြေအနေကကျမရဲ့အခြေအနေဘယ်လိုမျိုးလေးရှိလဲရှင်အရန်ကောင်းပါတယ်အခုအခြေအနေရှိရတော့ဒါပေမဲ့နားတဲ့ကအဲ့လိုမျိုးနည်းနည်းလေးအညီချွဲလေးတွေနည်းနည်းကြာလို့ကိုကစိတ်ပူလို့ဒါသူတို့လည်းမေးလာတယ်လေဘယ်မှာပြရမလဲဘယ်မှာပြလို့ရမလဲဆိုတော့ဒီဆေးရုံကြီးတွေပေါ့နော်ကိုကမရှိတဲ့အတွက်ဆေးရုံကြီးတွေမှာပြပါတဲ့သူတို့ကတော့အဲ့လိုပြောတယ်ဒါပေမဲ့သူတို့က6လပြည့်မှပြခိုင်းတာဒါပေမဲ့အခုအဲ့ရပြန်ရောက်လာကိုတစ်လပြည့်ပြီတစ်လပြည့်တဲ့အချိန်မှာနည်းနည်းလေးအဲ့လိုမျိုးလေးဖြစ်တော့စိတ်ပူလို့ကြံတဲ့ဟာတော့သူမှနာကျင်နာကြိုက်ခဲ့တာဘာမှမရှိဘူးအကုန်လုံးလက်တွေလက်ကျက်ကုန်ပြီပေါ့နော်ဒါပေမဲ့သူတို့ပေးတဲ့ဆေးကိုတော့ဆက်ထည့်နေရတယ်နားဆေးရောလက်ကိုလည်းဆေးဆက်ထည့်နေရတယ်နားကိုလည်းထည့်နေရတယ်သူတို့ကိုရီးယားနိုင်ငံကပေးလိုက်တာပေါ့ဆေးရတယ်ဆိုတော့ဒီကလေးကတော့ပေါ့နော်ကိုချင်းမှာခွဲစိတ်မှုလည်းတဝက်လောက်တော့ပြီးသွားပြီလို့ပြောလို့ရတယ်ပြီးကလေးကကျင်ထားတဲ့ဆိုင်အများကြီးကျမလည်းကျမလည်းနေနေပေါ့နော်ဆိုတော့ဒီကလေးရဲ့ရှေ့ရဲ့အနာဂတ်မှာမိခင်ကြောင့်လည်းဘယ်လိုတွေးထားလဲရှင်မိခင်တယောက်အနေနဲ့ဘာလို့တွေးထားလဲဆိုတော့သူ့အတွက်အကောင်းဆုံးတွေပဲတွေးထားတာပေါ့နော်ဒီလိုမျိုးအကုန်ပြန်လုံးနိုင်ပြီဆိုလို့ရှိရင်ကျောင်းဆိုလို့ရှိရင်လည်းဒီခရီးရနဲ့အနည်းဆုံးကျောင်းမှာပဲကိုထားချင်တယ်ဘာဖြစ်လို့ဆိုတော့ကလေးပညာရေးအတွက်အရင်ကောင်းတယ်ပေါ့နော်ကိုဒီရွာကျောင်းမှာဆိုအဲ့လောက်ကြီးပညာရေးကအဆင်မပြေဘူးလေအဲ့တော့သူ့အတွက်ကိုအဲ့လိုမျိုးပညာတတ်ပြီဆိုလို့ရှိရင်အသက်16နှစ်လောက်ကြာရင်ဒါကိုရီးယားနိုင်ငံကိုအဲ့လိုမျိုးပေါ့နော်ကျောင်းလေးတဲ့အလုပ်ကလေးလုပ်အဲ့လိုမျိုးပေါ့သူ့ဘဝရှိရေးအတွက်ကတော့အဲ့လိုမျိုးညှော်မှန်းချက်အကြီးထားတာတထောင်တနေရာကနေပြီးတော့ဒီလို foundation အတွက်အကျိုးပြုနိုင်တဲ့အမျိုးသမီးကောင်းတစ်ယောက်ပဲဖြစ်စေချင်တယ်ပေါ့ဟုတ်ကဲ့ဆိုတော့ပေါ့နော်ကျမတို့ဒီနေ့မိခုမိသွားတာအရင်များပဲဆိုတော့ကျမအနေနဲ့နောက်ဆုံးလေးပြောချင်တာပေါ့နော်အဲ့တော့အခုလက်ရှိကူညီပေးသွားတဲ့ဒီ sponsor တွေပုံမှာပေါ့နော်ပြောချင်စကားလေးရှိပြောလို့ရပါတယ်
အခုသမီးလေးအတွက်အခုလိုမျိုးလုပ်ပြီးတဲ့ဟိုပေါ့နော်အလူရှင်တွေအကုန်လုံးကိုငါးစာချင်းပေးတဲ့သူအကုန်လုံးကိုဘုရားကောင်းချီးပေးပါစေလို့ဆုတောင်းတယ်ဘုရားဆောင်းလျှောက်ပါစေ Casa Rita